လူကတိစုမဲ့သူကတော့မိမိတွေဖြစ်ပါတယ်သူကတော့ဆရာဦးစောပွင့်ဖေမြူတေးရှင်ကိုယ်တိုင်ရေးခဲ့တဲ့တခြင်းသုံးခုကိုကျွန်တော်လည်းအတန်စသွင်းတာပါအဲ့ဒီအတန်စသွင်းတဲ့အချိန်မှာတော့အတန်သွင်းနဲ့စာသားအတွဲဖက်လေးတွေဘယ်နာမှမလို့လောက်ရမယ်ကီကိုဟိုက်ထိဘယ်လောက်ဆိုလို့ရတယ်ခံစားမှုလေးတွေစလုံးတွေမှာဘယ်လိုထည့်ရမယ်ဆိုတာလေးကိုအတန်သွင်းနဲ့ပဲဒါလေးတွေပြောပြလို့ရခဲ့တာပေါ့နော်အခုတော့ကျွန်တော်ရဲ့ဒီအစိုးတင်တန်းလေးကိုဖွင့်တဲ့အချိန်မှာသူစိတ်ဝင်စားနဲ့လာရောက်တက်ခဲ့ပါတယ်အဲ့ဒီအချိန်ကျတော့မှသူတို့ကိုယ့်ရဲ့ယောက်ျားလေးအတန်ဘယ်လောက်မိန်းကလေးအတန်ဘယ်လောက်နော်ဘယ်ကိုဘယ်လောက်ရောက်ကမယ်ညာကိုဘယ်လောက်ရောက်ကမယ်ဒီစနေရလက်ကွက်အပေါ်မှာကိုယ့်ရဲ့အကီးလေးတွေကိုချိန်ဆတတ်မယ်နော်ဒူရင်ဗာလေးတွေရွတ်တတ်ကြမယ်နော်တချင်းတွေလူစားခွဲခြားတတ်မယ်စိတ်ခံစားမှုတွေဘယ်လိုထည့်ရမယ်ဒါတွေအများကြီးပေါ့နော်အဲ့ဒါကြီးသင်ပြပေးခဲ့ပါတယ်နော်အခုတော့ဒီတဏှာဆူတောင်းခြင်းလေးကိုစီချက်နဲ့ကျွန်တော်တို့နော်စူးစားပြီးစူတီးထားကြပါတယ်အဲ့ဒါလေးကိုနားဆင်ပြီးပါ
လာမယတရားနဲ့မောင်မိတာဓမ္မကတော့ချစ်တဲ့အပေါ်ချစ်တဲ့အတဲ့နဲ့ချစ်ရဲ့ချစ်လျက်ချစ်နေမှာပါ